မနက်နိုးနိုးချင်းကျွန်တော်တို့ဘာကိုအရင်ဆုံးလုံးမိလဲပထမဆုံးကျွန်တော်တို့လုံးမိနေတာကအဲ့ရပေါ်မှာဖုန်းတုံးရင်နိုင်ဝက်တနာကြီးအချိန်ကုန်သွားတာမျိုးတင်တို့သတိထားမိမှာပါနောက်ပြီးတင်လင်းတိုင်းညဝင်မှုတုန်းကရေးထားတဲ့တနေ့တာဒူဒူလေးကိုကြည့်လိုက်တဲ့အခါဒီနေ့တော့မလို့ရှင်သေးဘူးဆိုပြီးအချိန်ဆွဲနေတတ်ပါတယ်ကျွန်တော်တို့ဟာစာလုပ်ဖို့လေ့ကျင့်ခန်းလုပ်ဖို့ဆိုရင်ခဏနေမှဆိုပြီးတွေးနေတာမျိုးကလို့ရှင်သိမရှိသေးတာကြောင့်ပါဒီလိုလို့ရှင်စိတ်ရှိလာတဲ့အထိစောင့်နေတာကတင်းအလုပ်တွေကိုပိုခက်ခဲသွားမှာပါနောက်ပြီးအဲ့ဒီလှုပ်ရှင်စိတ်ကလည်းဘယ်တော့မှရောက်လာမှာမဟုတ်ပါဘူးဒီလိုတွေမဖြစ်ဖို့ဆိုရင်တော့ကျွန်တော်တို့အုံနောက်အကြောင်းကိုတီးဖို့လိုပါတယ်အုံနောက်ဟာအခက်ခဲတွေရှဲလန့်တွေဆိုညင်းဆန်တတ်ပါတယ်ဘာလို့လဲဆိုတော့အုံနောက်ကတက်တောင့်တက်တာရှိမှုကိုရှာဖွေဖို့နဲ့ပျော်ရွှင်မှုကိုရှာဖွေဖို့အတွက်ဖွဲ့စည်းထားလို့ပါဒီလိုအုံနောက်ရဲ့ဖွဲ့စည်းပုံတွေကြောင့်တင်တို့ဟာဘယ်လောက်ကိုမဆိုစတင်ရတာအခက်ခဲဆုံးဖြစ်နေတာပါနောက်ပြီးကျွန်တော်တို့ဟာအလုပ်တစ်ခုကိုကြီးလိုက်တာနဲ့စိတ်ထဲမှာမလှုပ်ရှင်တာမျိုးဖြစ်နေတတ်ပါတယ်ငါဒီလိုလည်းငါမလုပ်ချင်တော့ပါဘူးကွာ။ဘာလို့ပြန်ပြီးတော့ကောင်းရကောင်းကြောင်ရှာစားတောက်ချင်တော့ဒီလိုမလှုပ်ရှင်ပဲခက်ခဲနေတဲ့အရာတွေကိုတွန်းလှန်ဖို့အတွက်နီလန်းသုံးခုကိုပြောပြပေးပါမယ်ခုနံပါတ်1အနေနဲ့ပြောပြပေးမှာကတော့2မိနစ်စီမြင်ပဲဖြစ်ပါတယ်အလုပ်တစ်ခုကိုစတင်တဲ့အခါပြီးအောင်လုပ်နိုင်မလားလို့မမေးပဲ2မိနစ်ပဲလုပ်မယ်လို့အရင်တွေးကြည့်တာမျိုးကအလုပ်တစ်ခုကိုစတင်ဖို့အတွက်လွယ်ကူပါလိမ့်မယ်ကဲအခုတင်ကစာဖတ်ဖို့ပြင်းနေတယ်ဆိုပါစို့ဒါဆိုရင်စာအုပ်တော်လုံးပြီးအောင်ဖတ်မယ်ဆိုတာမျိုးမဟုတ်ပဲ2မိနစ်ပဲအရင်ဖတ်မယ်လို့တွေးကြည့်တာမျိုးကတင့်ကိုစတင်ဖို့အတွက်ခွန်အားဖြစ်စေမှာပါနောက်ပြီးတင်က body builder တယောက်ဆိုပါစို့ဒါဆိုရင်လေ့ကျင့်ခန်းတွေအများကြီးလုပ်မယ်လို့တွေးတာမျိုးမဟုတ်ပဲလိုက်တစ်ခါပဲထိုးမယ်လို့အရင်တွေးကြည့်ပါဒါကတင်းရဲ့နောက်ပိုင်းလေ့ကျင့်ခန်းတွေပြီးအောင်လုပ်ဖို့အထိတွန်းအားပေးပါလိမ့်မယ်ဘာကြောင့်လဲဆိုတော့အလုပ်တစ်ခုရဲ့အခက်အခဲဆုံးအပိုင်းကလုံနေတဲ့အချိန်မဟုတ်ပဲစတင်ဖို့တွေးနေတဲ့အချိန်ဖြစ်နေလို့ပါဒါပေမဲ့တင်ကတစ်ခါစပြီးသွားရင်တော့ရှေ့ဆက်လုပ်ဖို့ကအများကြီးပိုလွယ်ကူသွားပါလိမ့်မယ်အခုနံပါတ်2အနေနဲ့ပြောပြပေးမယ့်စီမင်းကတော့ညှိနှိုင်းမှုမရှိခြင်းပါကျွန်တော်တို့မနဲ့နိုးတဲ့အခါတွားတိုက်ရှင်စိတ်ရှိရလားဆိုပြီးကိုမမေးကြသလိုပဲခက်ခဲတဲ့အလုပ်တွေကိုလည်းဒီလိုတတ်မှတ်တင်ပါတယ်ဒါကြောင့်ခက်ခဲတဲ့အလုပ်တွေဆိုလုပ်ရှင်ရလားလို့မမေးပဲဒါဟာငါလုပ်ရမယ့်အလုပ်ပဲလို့တတ်မှတ်လိုက်တာမျိုးကတင့်ကိုခက်ခဲတာတွေစူးစမ်းတဲ့သူအဆင့်ကနေလုပ်ဆောင်တဲ့သူအဖြစ်ပြောင်းလဲသွားမှာဖြစ်ပါတယ်နောက်ပြီးကျွန်တော်တို့ Uno Channel လေးအနေနဲ့ Entertainment, Knowledge, History စတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးမှာဖြစ်တာကြောင့်စိတ်ပါရင် Subscribe လုပ်ခဲ့လို့ရပါတယ်အခုတတိယစီမင်းကတော့9စက္ကန့်စီမင်းပဲဖြစ်ပါတယ်တင်ကစာချက်ဖို့လေ့ကျင့်ခန်းလုပ်ဖို့ပြင်းနေတယ်ဆိုရင်94321ဆိုပြီးချက်ချင်းအလုပ်ကိုစတင်ကြည့်ပါဘာလို့လဲဆိုတော့9စက္ကန့်စီမင်းဟာကျွန်တော်တို့အုံနောက်ရဲ့အလွန်ကျွံစဉ်းစားခြင်းကိုဖျက်ဆီးလိုက်ပြီးအလုပ်တစ်ခုကိုအလွယ်တကူစတင်နိုင်တာကြောင့်ပါနောက်ပြီးကျွန်တော်တို့ရဲ့အုံနောက်ဟာဂုဏ်ပြုခံမှုနဲ့ဆုလက်တွေကိုသဘောကျပါတယ်ဒါကိုအခွင့်ကောင်းယူပြီးဒီအလုပ်တွေပြီးသွားရင်တော့မုံစားမယ်ဒါမှမဟုတ်ဂိမ်းဆော့မယ်ဆိုတာမျိုးကတင့်ကိုအလုပ်ပြီးမြောက်လုပ်ဖို့အတွက်တွန်းအားပေးပါလိမ့်မယ်ဒါပေမဲ့သတိထားမှာကအလုပ်မပြီးပဲစုကိုကြိုမြူတင်ပါဘူးဥပမာတင်က TVG ပြီးမှစာလုံးမယ်ဆိုတာမျိုးကတင်အုံနောက်ကိုအလုပ်ချွေဆိုင်ခြင်းကစုလက်ရစေတယ်လို့တင်ပေးလိုက်တယ်လို့ဖြစ်သွားပါလိမ့်မယ်ကျွန်တော်အနေနဲ့အနှစ်ချုပ်ပြောရရင်တော့အောင်မြင်သူနဲ့မအောင်မြင်သူကြားကခြားနာချက်ဟာတင်တို့ထင်ထားတဲ့ပါရမီမဟုတ်ပဲအလုံးလုံးနိုင်စွမ်းအရှင်ပဲဖြစ်ပါတယ်နောက်ပြီးအောင်မြင်မှုဟာ discomfort zone မှာပဲရှိရကြောင်းအခက်အခဲတွေနဲ့ကြုံလာခဲ့ရင်တောင်ပြီးအောင်လုပ်နိုင်တဲ့အရည်ချင်းဟာတင့်ကိုသူများတွေထက်ထူးခြားစေပါလိမ့်မယ်ဒါကြောင့်အခုတင်ကလှုပ်ရှားရှိတာတွေကိုခေါင်းထဲသွင်းလက်တွေကဖုံးတုံးနေတာဆိုရင်တော့အခုပဲဖုံးကိုချပြီးရင်တင်းရဲ့ future plan တွေကိုအကောင့်ထဲပေါ်လိုက်ပါ